So အားလုံးပဲမင်္ဂလာပါပေါ့ကျွန်တော်နာမည်ကတော့ Mobius ပဲဖြစ်တယ်ဒီနေ့မှာတော့ကျွန်တော်ကဗာလဲဆိုရင် Naruto Universal Level Debate နဲ့ဟာကိုပတ်တူးတင်ပေးသွားမှာဖြစ်တယ်ပေါ့။ Oh yeah ပြီးတော့ဒီမှာကျွန်တော်ကဘယ်လိုပြောအောင်လဲ Wire တို့ Rain တို့ကမပြသေးတဲ့ scan တွေ Shinobi Diary ကနေပြီးတော့မပြသေးတဲ့ scan တွေကိုကျွန်တော်ကြိုပြီးတော့ debate သွားမှာဖြစ်တယ်။အဲ့တော့ဒီဗီဒီယိုမှာဘယ်လိုပြောအောင်လဲသူတို့ debate နေဆိုတာထက်သူတို့ပြမဲ့ scan တွေကိုကြိုပြီးတော့ debate ထားတာဖြစ်တယ်။ Naruto Glazer တော်တော်များများကို debate သွားမှာဖြစ်တယ်ပေါ့တခါတည်းတော့ကြာ Rain တို့ Wire တို့ Shinobi Diary တို့မပြသေးတဲ့ scan တွေကိုကျွန်တော်ကသိရမလားသူတို့ scan လည်းမပြဘဲနဲ့ကျွန်တော်ကကြိုပြီးတော့ညင်းထားရဆိုရင်ဖင်ပိန်ညင်းနေဆိုပြီးကျွန်တော်ပြောကြရမယ်သူတို့မပြသေးဘဲနဲ့တခြား Naruto Glazer တွေအကုန်လုံး glaze နေတဲ့ scale တွေအကုန်လုံးဘယ်လိုပြောအောင်လဲ scan တွေအကုန်လုံးကျွန်တော်ကတခါတည်းဒီပန်သွားမှာဖြစ်တယ်ပေါ့အဲ့တော့တစ်ချက်ကုန်းတစ်ချက်ပြက် Naruto Glazer တွေလည်းရှင်းတယ်သူလည်း video post တင်ပြီးတော့ကျွန်တော် revamp တာဖြစ်ပါဖြစ်လုံးရင်သူ့ကိုကျွန်တော်ကပြန်ပြီးတော့ auto debate လိုက်အောင်ပဲသူပြောတဲ့ဟာလေးကိုကြည့်ပြီးအဲ့တော့လောက်ပဲပေါ့ပြီးတော့ viewer တော်တော်များများပြောကြတယ် like ဘယ်လိုပြောရမလဲ respect ရှိဖို့ပါဘူးညာဘူးသိရမလားအဲ့လို video ထဲမှာဆဲတာလေးနည်းနည်း short true ရည်နည်းနည်း short ဆိုလို့ကြည့်တဲ့ viewer တွေကိုလေးစားသောအားဖြင့်ကျွန်တော်အဲ့လိုတော့မလုပ်တော့ဘူး meme ကတော့အနေနဲ့အများထည့်ဖို့လို့ရှိပါတယ်အဲ့တော့ video လေးကိုစလိုက်ကြအောင်အဲ့တော့ကျွန်တော်က video မစခင်မှာကျွန်တော် power scaling လုပ်ပြီးဆိုရင်ဘာဖြစ်လို့ဒီ scan တွေ statement တွေ proof တွေက100% မှန်နေဖို့အတွက်လိုတာလဲဆိုတော့ပြောသွားမယ်ပေါ့ပြောရရင် the burden of proof နဲ့လည်းဒါအဆိုင်နေ power scaling ဆိုတာ back character ကဘယ်လောက်ထိတန်ပါလဲဆိုတာကိုဘယ်လိုပြောအောင်လဲကိုထင်အောင်ပြောတဲ့ကိစ္စမဟုတ်ဒီကတက်တည်လူတယ်ကျွန်တော်တို့တကယ်ကိုအုံမြင့်တက်တည်ဆိုတဲ့ဟာကိုလှူပါတယ်ပေါ့အဲ့တက်တည်ကိုတာဝန်ယူပြီးတော့ထောက်ပြအရာကို burden of proof လို့ခေါ်တယ်ကျွန်တော်တို့ဥပမာပြောရရင် Sandman Morpheus လို့ character တွေကို scaling လုပ်တဲ့အချိန်မှာ the burden of proof ကမရှိမဖြစ်လို့သွားပြီအဲ့ဒါကြီးအရေးပါဆုံးအရာဖြစ်သွားပြီ Morpheus က physical fighter တယောက်မဟုတ်ဘူးသူက dream concept existence ဒီက multiversal level လား outerversal level လားဆိုတာပြီးရရင်ဘယ်လိုပြောရမလဲ conceptual being ဆိုတာဆိုတဲ့ claim တွေတော်တော်လေးကိုတက်တည်ပြဖို့ရည်ကြီးတယ် claim ကြီးလာလေ burden of proof ကကြီးလာလေ Morpheus က omnipotent ပါလို့ပြောလိုက်တာ ਨੇ အဲစကားကိုလက်ခံစေခြင်း comic ထဲမှာရှိတဲ့ statement တွေ feat တွေ cosmology တွေ hierarchy တွေအကုန်လုံးဆက်ဆက်ပြပြီးတက်တည်ပြမဟုတ်ရင် claim က logic ရမှန်မနေဘူးယုံမရဘူးမှားနေတယ်ဆိုတဲ့ပုံစံလိုမျိုးဖြစ်သွားမှာ power scaling မှာလူတော်တော်များများမှားနေကြတဲ့အချက်တကူကမင်းမမာကြောင်တက်တည်ပြဆိုပြီးတော့ burden of proof ကိုပြန်ပြီးတော့တွန့်ပြတ်တယ်တော့ဥပမာကျွန်တော်ကပြောမယ်Morpheus ကဘယ်လိုပြောရမလဲ reality တွေအကုန်လုံး transcend တယ်ဆိုပြီးတော့ကျွန်တော်ပြောလိုက်တယ်ဆိုပါစို့အဲ့အချိန်မှာမင်းကသူ transcend တာဟုတ်လားမဟုတ်လားဆိုတာတက်တည်ပြလို့ပြောတဲ့အခါကျရင်အဲ့ဒါ logic ရမှာတယ် claim ကိုစတင်တဲ့သူကပဲတက်တည်ပြဒါက power scaling မှာအရေးကြီးဆုံးအချက်တစ်ခုပဲ Morpheus ရဲ့ strength ကိုကျွန်တော်တို့ scale လုပ်တဲ့အခါမှာ तू က endless တကောင်ဖြစ်လို့ဆိုပြီးတော့အားလုံးတက်မြင့်နေဆိုတဲ့စကားတစ်ကြောင်းနဲ့မလုံးတော့ဘူး endless ဆိုတဲ့အဓိပ္ပာယ်ပါ DC cosmology ထဲမှာ endless တွေက monitor တွေ the present တို့ the source တို့ ਨੇ ဘယ်လိုဆက်နေဒီຢာတွေအားလုံးမပြနိုင်ဘဲနဲ့ तू က concept of dream ဖြစ်လို့ undeadable လို့ပြောနေတော့ scaling opinion ပဲဖြစ်သွားမှာ proof ဖြစ်သွားတော့မှာမဟုတ်တော့ power scaling လောက်တာ opinion အနေနဲ့တွားလို့လို့မရ opinion အနေနဲ့လုပ်ကြည့်ဆိုရင်ကျွန်တော်က Itachi က Superman ကိုနိုင်တယ်လို့ပြောနေတယ်လို့ဖြစ်နေမှာပေါ့အကိုရမနောက်နေဗျာအဲ့တော့ burden of proof မရှိဘဲနဲ့ power scaling လုပ်ရင်ဘာဖြစ်သွားမလဲဆိုတော့ character တိုင်းက infinity တွေ beyond logic တွေ outer versal level plus တွေလွယ်လွယ်လေးဖြစ်သွားမှာဒါပေမဲ့အဲ့လိုပြောရရ discussion တွေကိုမတိုးတက်စေဘူးအရေးကြီးတဲ့အချက်တစ်ခုကဘာလဲဆို burden of proof က anti wang tool တစ်ခုပေါ့ power scaling ဆိုတာကိုအဆုံးသတ်ရရင်တော့ထင်လို့ဆိုတာမရှိဘူးငါပြောတာယုံကြည်ရင်ဒါတက်တည်ဆိုတဲ့ structure ရှိအဲ့တော့ burden of proof ကိုလည်းရှင်းပြရတာတော်တော်လေးရှိသွားပြီထင်တယ် Morpheus နဲ့ဥပမာပေးပြီးတော့အဲ့တော့ Naruto စီသွားလိုက်ကြအောင် sorry ပါနည်းနည်းရှိသွားတဲ့အတွက်So ကျွန်တော်တို့ data book တွေ novel statement တွေကိုအကုန်လုံးတရားခိုင်နှုန်းအပြည့်အဝသုံးလို့ရတာ Naruto Boruto scan ပထမဆုံးပြောရရင် power scaling ကိုကြိုက်သည်ဖြစ်စီမကြိုက်သည်ဖြစ်စီအဲ့တော့ burden of proof နဲ့ပြရမယ်အဲ့ဒါကိုလည်းခုနရှင်းပြီးပြီအခုနကပြမယ်ဒီ feed တွေ statement တွေက context တွေနဲ့မကိုက်နေဘူးဆိုတရားခိုင်နှုန်းသုံးလို့မရအောင်စလိုက်ကြ statement တွေအရဆိုရင် Kinshiki ရဲ့ခုတ်ချက်တိုင်းကကဘာတွေကိုတော့မှဖောက်ထွက်နိုင်တယ်ပေါ့အဲ့ခုတ်ချက်တိုင်းကကဘာတွေကိုဖောက်ခွဲနိုင်တယ်ဆိုတဲ့အားပဲအတူတူပဲပေါ့အဲ့ခုတ်ချက်တိုင်းကကဘာတွေကိုဖောက်ခွဲနိုင်တယ်ဆိုရင်ဘာဖြစ်လို့ Sasuke နဲ့ချတော့မှဘာမှမဖြစ်တာသူတို့ချနေတာခါကူရဲ့ dimension နဲ့ခါကူရဲ့ dimension ကကြီးကြီးမားမားထိခိုက်သွားဘာမှမရှိအိုးအဲ့တော့က Kinshiki ကိုလည်း holding back နေတယ်လို့ရှောက်မပြောနဲ့ not holding back ကြီးအဲ့ကောင်က Sasuke ကို PDD ကကလေးကိုတွေ့လို့လိုက်ကြုံလို့လိုက်ကြုံနေတာကျမ်းပါတယ်ဆိုတော့ဂျိုရီတော့မှခွဲနိုင်ပါတယ်ဆိုတော့ Kinshiki ကလက်တစ်ဖက်ပြတ်နေတဲ့မလောက်လေးမလောက်စားကောင်စီကနေပြီးတော့သိရမလားဂျိုပါတခါတည်းဓာတ်နဲ့ဖြတ်တာကိုခံလိုက်ရတယ် so ဒါကမင်းတို့ပြောတဲ့ကောင်ကြီးလား I mean like statement တွေပြထားတဲ့ context ချင်းတွေကတော့ကိုက်မနေဘူးအဲ့လိုဆိုရင်မကိုက်နေ scale လို့မရဘူးလေရှင်းရှင်းလေးပဲဒါကပဲအဲ့တော့ဘာလို့လုပ်ချင်တာနောက်တစ်ခုကတော့ဘယ်လိုပြောမလဲ Temari ပေါ့ Temari ရဲ့ရက်တောင်တိုက်ချက်တွေ university တစ်ခုလုံးလွင့်စင်စီတယ်တဲ့
ဒီစင်နှမောင်းတွေပေါ့ wow လုံးဝ amazing သူတို့ရဲ့ logic အတိုင်းအဲ့လိုမျိုးပြောထားတဲ့ statement အတိုင်းထုတ်ထားတဲ့အတိုင်းသွား scale မယ်ဆိုရင်တင်မာရီရဲ့ universal level ဖြစ်နေပြီလေတင်မာရီကဘယ်လိုပြောရမလဲနာရူတိုတို့ဘာလို့ညာတို့ထက်တော့ကျန်းနေပြီ။ဘာဖြစ်လို့နာရူတိုကတော့မှခါကူရာရဲ့ dimension တွေပိုင်းညာနဲ့ရှုပ်တယ်။တင်မာရီကလို့မဟုတ်ဘူး။တင်မာရီကရတောင်တစ်ချက်ခတ်လိုက်ရုံနဲ့သူ universal level ဖြစ်နေတာ။ So basically ပြောရရင်တင်မာရီတော်တော်ကျန်းနေပြီဖြစ်သွားမှာ။အဲ့တော့စဉ်းစားကြည့်လေအုံနောက်နဲ့ brother တို့အုံနောက်လေးနဲ့နည်းနည်းပါးပါးလေးတွေးကြည့်ပါလားအဲ့တော့ဒီ statement နေဒီ context တွေအကုန်လုံးကကျွန်တော်သုံးလို့ရလားမသုံးလို့ရလားဆိုတော့ကိုအုံနောက်နဲ့ကိုပြန်တွေးကြပါပြီးတော့ပြောချင်တာခင်ရှိကီက planet တော့ရောက်တယ်ဒါပေမဲ့သူခုတ်ချက်တိုင်းကတော့ planet မရောက်လေ see တွေ့ပြီလား hyperbolic တွေက power scale ထဲမှာသုံးလို့မရအဲ့တော့ hyperbolic တွေနဲ့ပြောတာလားတကယ် context တွေကဘယ်လိုလဲဆိုတော့တီတီချာချာ use ဆိုင်ပြီးကြည့်ကြပါလို့ပြောချင်ပါတယ်နောက်တစ်ခုပြောချင်တာကဘာလဲဆိုရင်တော့ Naruto Glazer အရင်ပြောကြတဲ့ Hagoromo က life and death concept ကိုကျော်လွန်နိုင်တယ်ဆိုတော့ transcend နိုင်တယ်ဆိုတော့ပေါ့ oneပြောရရင် life and death ကိုသူကိုယ်တိုင် transcend မဖြစ်လို့တည်ချင်းဆိုတဲ့ဟာအနေနဲ့ तू ကမလွတ်မြောက်နိုင်အောင်မလွတ်မြောက်နိုင်လို့ပဲလေ तू က system မှာတည်တာကိုပြတာ after life run မှာ तू နေတာကိုပြတာ after life run မှာနေတာကလေ death concept ကိုကြော်လွန်နေ transcend တယ်ဆိုတဲ့အဓိပ္ပာယ်ကိုမရအောင်ပြောရရင်နောက်ဘဝကိုထပ်ကူးတဲ့ soul တွေဝိညာဉ်တွေကိုဘယ်လိုပြောရမလဲလမ်းပြပေးတဲ့ပုံစံပဲပြောရရင် hotel ဂိတ်ဆောင်တွေတကယ်ဆောင်နေလို့ပဲ so there's nothing special 2သူရဲ့ all thing creation ဆိုတဲ့ jutsu ကလည်းပြောရရင် concept တွေကိုဖန်တီးတာမဟုတ်အဲ့ဒါကိုလူတွေက तू က concept တွေကိုဖန်တီးတယ်လို့ဘာလို့လဲ hype ကြ data book ကပြောထားတဲ့အရာဆိုရင်ရင်းငယ်ညီရန်က mental နဲ့ physical energy ကိုဖန်တီးနိုင်တာဆိုပြီးတော့ so ဒါပဲဘာမှမပူနေဘူးလေအရင်ဘာဒီ hype နေကြလဲပြီးတော့ all thing creation jutsu နဲ့ तू လုပ်ပြသွားတာလည်းပဲ TBs တွေပဲအဲ့ဒါလည်းအကြီးမားဆုံးပဲသူဖန်တီးပြသွားရတယ်မှာပြီးတော့ still Hagoromo ကလူသားဖြစ်နေတယ်အဲ့အပြင်သူ့မှာ limitation ဆိုတာတွေလည်းရှိသေးတယ်အခုချိန်မှာ Hagoromo ကဒါ Echitsu နဲ့အကုန်ဖန်တီးနိုင်တယ်ဆိုရင်သူဘာဖြစ်လို့ universe ကြီးတို့ multiverse ကြီးတို့မဖန်တီးရလဲ timeline တွေကိုဘာဖြစ်လို့ထပ်ပြီးမဖန်တီးရလဲ why ပြောရင်မရလို့ပြောရတာဟောတေချာကြည့်ကြည့်တေချာကြည့်ကြအဲ့ဒါအပြင် Hagoromo က time ဆိုတဲ့အရာအချိန်ဆိုတဲ့ဟာနဲ့လည်းပေါင်းထားသေးတယ် so death ဆိုတဲ့ concept နဲ့ပေါ့အဲ့ဒါကြောင့်မို့သူကအိုခြင်းဆိုတာရှိနေသူကအချင်းနဲ့မပေါင်းတိုင်းသူ existence ကဘာလို့မပေါင်းတိုင်းဘာဖြစ်လို့သူကတည်နေဦးမှာလဲသူကဘာဖြစ်လို့အိုနေဦးမှာလဲသူဘာဖြစ်လို့နာနေဦးမှာလဲနောက်တစ်ခုက Otsutsuki တွေက uni level ဖြစ်မနေဘူးသူတို့ကသာ uni level ဆိုရင်ဘာဖြစ်လို့အဲ့လို planet to planet travel ပြီးတော့ energy ကိုလိုက်စုနေရမှာတော့ sorry ဖြစ်မရှိတာဖြစ်နေပြီ data book ထုတ်တဲ့သူတွေက hyperbolic ရေးတယ်ဘာသာပြန်တဲ့သူတွေကကြတော့ sound လွဲကြီးပြန် Naruto scale တဲ့သူတွေက Glazer ကြီးဖြစ်နေတဲ့ပုံကမြောက်လက်ထဲကို infinity gauntlet ကြီးကိုထည့်ပေးလိုက်လို့မျိုးပဲပြီးတော့ Haku ရဲ့ light speed နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် Naruto chapter 28မှာ तू ကစပြီးတော့ 9K ပုံစံပြောင်းတယ် yeah Naruto kid မှာပေါ့ပြီးတော့ तू Haku နဲ့ချတယ် Naruto ကပူပူတင်းလာတယ် Haku က Sasuke ကိုကျုံးလိုက်တာကြောင့်လို့ပြီးတော့ Haku ကပပလေကမှန်နေတဲ့ကိုခုံတယ်သိရမလား Naruto ကိုကစားတာပေါ့ तू Sasuke ကိုလို့သူမျိုးတကယ်တော့ Haku ရဲ့ ability ကပါသူတကယ် ability ကပါလဲဆို ice sphere တွေဖန်တီးနိုင်တယ်အဲ့ mirror ကြားထဲမှာသွားပြီးတော့ तू က speed of light နဲ့အဲ့ mirror ကြားထဲကိုသွားတာဒီမှာနားလိုက်ကြတဲ့ခုရှိတယ်ဘာလဲဆို Haku က manager တွေကိုပဲ travel တာ speed of light နဲ့တခြား man နေတော့မဟုတ်ဘူး तू ဖန်တီးထားတဲ့ ice mirror တွေရောပဲပြီးတော့အဲ့ဒါမှ speed of light နဲ့သွားအဲ့မှာ Naruto က Haku ကိုကြတော့ Haku က Sasuke နဲ့ချသူပဲချတယ်ပြီးတော့အဲ့ဒီနဲ့ Naruto ဆော်တာပေါ့ဒါပေမဲ့နားလိုက်ကြတဲ့ခုရှိတယ် Haku ရဲ့ strategy တစ်ခုလုံးကဘာလဲဆိုရင်အဲ့ ice mirror ကြီးကြားထဲကနေပြီးတော့မှ Naruto ကိုပတ်ပြီးတော့ပြစ်နေမှုပဲအဲ့မှာ needle ချင်းနဲ့ပြစ်နေနေပြောရရင်သူကိုယ်တိုင်စိတ်မရှိဘူးပေါ့ရဲ့နောက်တော့စိတ်မရှိတယ်မရှိဘူးတခါမှန်နေရင်ထူတော့လာအဲ့ ability ကသူ့ကို ice mirror ကြီးကြားထဲမှာတွားဖို့အတွက်ကိုဘယ်လိုပြောရမလဲ travel တဲ့အချိန်ကျရင်သူ့ speed SP က speed of light အဲ့တော့ तू ကထွက်လာတဲ့နေရာဘယ်နေရာလဲဆိုအကြည့်ကြည့်လိုက်မြေကြီးဖြစ်မြေကြီးကမှန်မဟုတ်နေဘူးအဲ့မြေကြီးကမှန်မဟုတ်တဲ့အတွက် तू ထွက်လာတဲ့အချိန်မှာ तू speed of light ဖြစ်မနေတော့ဘူး तू ကမြေကြီးနဲ့တိုက်Naruto ကအဲ့ဒါကိုရှောင်လိုက်တယ်အဲ့ချိန်မှာသိရမှာ तू တွေးမိoh shit လီးပဲတေးဖေးဖျားခဲ့ပါအောင်ဟိုငါဖင်လို့ကန်ရတော့မယ်ဆိုပြီးချက်ချင်းမှန်တဲ့ကိုပြန်ဝင်ဖို့လုပ်ဒါပေမဲ့ तू ပြေးရတယ်ဆိုတာ तू အဲ့မှန်ထဲမှာမဟုတ်ရင် तू speed of light မဟုတ်ဘူးဆိုတော့ तू သိလို့အဲ့အချိန်မှာဖြစ်ချင်တော့သိရမလား Naruto ကြီးက तू တခါချောက်ကနေဆွဲပြီးတော့တခါလေးကင်ပေါက်လိုက်အောင်ဘုံဝန်းနေဆိုပြီးတော့ဆိုဒါတွေကို brother တို့နားလည်မယ်ထင်တာကျွန်တော်ပြောချင်တာကဘာလဲဆိုရင် Haku ရဲ့ speed က light speed မရှိဘူး but အဲ့ရှိရဲ့ light speed ကတော့မှသူ့ရဲ့ ice mirror တွေကို travel တဲ့အချိန်ကြမှာပဲအဲ့ travel speed တခုတွေပဲရှိတာအဲ့ဒါတော့ ice mirror တွေကိုပဲအပြင်ဘက်ကိုသွားတဲ့အချိန်တို့အပြင်ဘက်မှာပြေးနေတဲ့အချိန်တို့သူတခြား travel speed ရမရှိဘူး travel speed ကိုတော့မှ mirror တွေကိုဝင်တဲ့အချိန် mirror ထဲမှာ travel တဲ့အချိန်မှာပဲ speed of light ရှိတာဆိုပြီးတော့ဖြစ်နေတာပဲအဲ့ဒါအပြင်သူ့ရဲ့ attack speed တွေ reaction speed တွေသူ့ရဲ့ agility တွေ reflex တွေအကုန်လုံးက speed of light သွားမနေဘူးဆိုတော့ကျွန်တော်ပြောချင်တာပါသိရမလားအဲ့ဒါကို Naruto 1 ကာလေးတွေကဖြစ်ချင်တော့ဘယ်လို wank နေထင်တယ်သိရမလားသူတို့ရဲ့စောက်ထုံးစံအတိုင်းပေါ့ကိုက speed of light ninja သူတို့ဖြစ်နေတဲ့ဟာကိုကြာသူတို့မမြင်ဘူးသူတို့မြင်ချီသူတို့မမြင်တာလိုမျိုးပေါ့
yeah အဲ့လိုပေါ့ဖြစ်နေပေါ်မှာပါလဲဆိုဟာဟဲ့မော်ဘီယက်ဒီမှာမြစ်လာကြည့်ရင်ဟဲ့အိမ်ရှိမှာဟဲ့ဝင်းပလီအမဲအောင်ရောက်နေတယ်ဆိုပြီးတော့ပြောတယ်တကယ် hype နေကြတာပေါ့အဲ့မှာကျွန်တော်ကတွက်ကြည့်တယ်ဝင်းပလီမဟုတ်ဘဲနဲ့ဒီဝါခွေးမဲအောင်တိတိဖြစ်နေတယ်ပေါ့ yeah နောက်တော့အစ်စ် version နဲ့ပြမနေနဲ့နော် manga တိုင်းမဟုတ်နေတူမနေဘူးရှင်းတယ်မလားပြီးတော့ original kit Naruto anime က Naruto manga တိုင်းလောက်တာ Naruto မှာ light speed feed ရှိပြီးသား but အခုပြောနေတဲ့ speed feed တွေက Naruto ရဲ့ light speed feed တွေမဟုတ်ဘူးမှားနေပြီကဲအဲ့တော့ Shinobi Diary အစားကြိုပြီးတော့ scale ပြလိုက်ပြီ but scale ချင်တော့ touch scale ပေါ့မှားရင်တော့ 30 ဘတ်မှာဒါပဲရှိတယ်ကဲငါ scale ပြလိုက်ပြီဆိုတော့မရှင်းရင်လည်းပြန်ပြီးမိကြပါသူတို့ရဲ့ Naruto Glazer တော်တော်များများရဲ့ logic ရတဲ့ဆို Haku ရဲ့ speed ကိုလုံးဝ speed of light ဖြစ်နေပြီအဲ့တော့ပြန်စဉ်းစား Haku ရဲ့ speed ကဘယ်ဟာဘယ်လိုဖြစ်တာဘယ် speed ကသူ့ကို speed of light ဖြစ်စေရလဲဟာကိုရဲ့ speed အကုန်လုံးက speed of light ဖြစ်နေဆိုပြန်စဉ်းစားကြည့်သူရဲ့ speed of light ကို real light ပါရဲဆိုရင် Naruto ရဲ့ speed က speed of light speed of light ဖြစ်တဲ့ Sasuke နဲ့ Naruto speed of light မပြောနဲ့ speed of sound လောက်ပဲရှိရ Rocky စီကနေပြီးတော့တခါလေးကန်ခဲ့တာ I mean it doesn't make sense ဟုတ်တယ်မလားဘာစောက်တဲ့ဘယ်မှာရှိမနေဘူးလေ speed of light ရှိတဲ့ကောင်တွေက speed of light ကိုကြာဘာဖြစ်လို့ဘယ်လိုပြောရမလဲရှောင်းနိုင်ပြီးတော့ဘာဖြစ်လို့ speed of sound ကြမကနိုင်ရရှင်းလေးပဲ Haku ရဲ့ speed ကသူ့ mirror တွေကို travel မှာ speed of light ဖြစ်နေတာဒါ constitution ပဲ Haku နဲ့ပတ်သက်တာ so နောက်တစ်ခုတက်သွားမယ်ပြီးတော့ statement တွေထည့်ပြီးတော့ဒီပဲ so တခါလေးပြောအောင်မယ် Itachi ကသူ့ Makikyo Sharingan နဲ့ university ကိုမြင်နိုင်တယ်သူကဘာဖြစ်လို့မာဒရာဘာတူလဲဆိုတော့မသိရတိုဘီကဘာတူလဲဆိုတော့မသိရ why plot hole လို့ပြောမရဘာဖြစ်လဲသိလားရှင်းလေးပဲ hyperbolic mode လို့ hyperbolic တွေကို glaze လို့ရတာဆိုရင်တော့ glaze လို့မရ wang လို့ရတာဆိုရင်တော့ no wang လို့မရသူ level နဲ့သူတရားကနေတွားပြီးတော့အဲ့ဒါတွေတုံးလို့မရ hyperbolic တွေပြီးတော့ power scale ထဲမှာဘယ်လိုပြောအောင်မလဲ hyperbolic တွေကိုတွားပြီးတော့ scale လို့မရဆိုတာအတိအကျဆိုတော့ကျွန်တော်ပတ်ဝန်းမှာလည်းပြောပြီးသားကျွန်တော် proof တွေလည်းပြပါတယ် Itachi ရဲ့ Sharingan ကနေပြီးတော့ black flame ကတည်ရမလားနေတလုံးစာအပူချိန်ရှိတယ်လို့ဘာလို့ညာလို့ဆိုနေတလုံးရဲ့အပူချိန်နဲ့ equal နေပြီဆိုနေတလုံးပူချိန် energy ရှိနေ blah 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 kind of stuff ပေါ့ဒါတွေအလွယ်ပြောနေရတော့အဒီမမှတ်နေအဲ့တော့ Sasuke ကMS ကိုရသွားတယ်။ဂါးတာပြန်ပြီးတော့သူ့တင်နေတာ။ဆိုပြောရရင်ဂါးတာရဲ့တဲတွေကကြဲတလုံးရဲ့ level ရှိတယ်။နေတလုံးရဲ့အပူချိန်တော့ဂါးတယ်။အဲ့လိုဖြစ်သွားလိမ့်မယ်။ chain scaling ဖြစ်သွားလိမ့်မယ်။ so hyperbolic တွေကတုံးလို့မရဘူး။ okay တုံးလို့မရဘူး။တုံးလို့ရတဲ့နေရာတော့တုံးလို့ရတယ်။ဒါပေမဲ့တရားကင်းနုံတွားပြီးတော့ glaze လို့မရဘူး။တွားပြီးတော့ wing လို့မရဘူး။နော်မဟုတ်ရင် Sasuke ရဲ့ဘယ်လိုပြောရမလဲဒီ MS ကဒီ black flame တွေကနေတလုံးစာအပူချိန်နဲ့ညီမျှပါတယ်အဲ့ဒါကိုဂါးတာကြီးကသူ့သေးနေပြန်ကားတာလို့ဆိုပြီးတော့ဂါးတာရဲ့တဲတွေကလုံးဝ specialist တဲတွေဖြစ်သွားတယ် I mean သူ့တဲတွေကတာမန်တဲတွေတော့မဟုတ်ဘယ်လိုပြောရမလဲကျန်းပါတယ်ဂါးတာရဲ့တဲတွေဒါပေမဲ့ basically ပြောရရင်ဂါးတာတဲတွေအကုန်လုံးက star level တွေ sun level နီ level တွေပါနေဖြစ်သွားလိမ့်မယ်လीအခုကတော့ဘာလဲဆိုရင် Kagura ရဲ့ dimension ဘက်ကိုသွားမယ်ပေါ့ Kagura ရဲ့ dimension တွေက infinity size ရှိလားဆိုလူတွေများမေးကြ well ရှိလားဆိုရင်တော့ no ဘာလို့မရှိပြောပြလဲဆိုတော့ proof လုံလောက်မရှိဘူး context လုံလောက်မရှိဘူး statement လုံလောက်အဲ့တော့စရကြအောင် Sasuke က infinity distance travel နိုင်တယ်ဆိုတဲ့ကိစ္စအနေစမယ်နောက်တို့ scalar တော်တော်များများပြောကြပါပြောရရင် Kagura ရဲ့ dimension တွေက infinity ဖြစ်လို့ဆိုပြီးတော့သွားပြီးတော့အဲ့လိုသွားလို့မရဘူးအဲ့တော့အရင်ဆုံး Kagura ရဲ့ dimension တွေက infinity ဖြစ်တယ်ဆိုတော့အရင်ဆုံးကြည့်ရမယ်အရင်ဆုံး Sasuke ရဲ့ ability ကိုကြည့်ပါSasuke က team အချိန်သူ့စေကျော်တက်အရွယ်မှာသူတုံးနေတာဘယ်လိုပြောရမလဲအမင်းတို့ထင်ကြီးကပေါ့ပြောရရင်အဲ့ဒါဘာလဲဆိုရင် teleporter မဟုတ်ဘူး object swap တဲ့ဒီ jutsu တခုပေါ့ကိုမြင်တဲ့အရာနဲ့ဒီနေရာလဲတာပေါ့အဲ့ ability က vision limit ရှိတယ် target object မရှိရင်မလုပ်နိုင်ဘူးဘယ်လိုပြောရမလဲ resistance infinity ဖြစ်အဲ့ဒါကြောင့် Kagura ဘယ်လိုပြောရမလဲ Sasuke က Kagura dimension ကိုမသွားနိုင်ဘူးဆိုတာကို Kagura dimension က infinity ဖြစ်လို့ဆိုပြီးတော့သွားပြီးကျွန်တော်တို့ကောက်ချက်ချလို့မရဘူး logic မကြောက်ပြောချင်တဲ့ဒီက point ဘာလဲဆိုတော့ ability limitation နဲ့ dimensional infinity ဖြစ်နေတာပေါ့ yeah နောက်တစ်ချက်က object တွေကို portal ဖွင့်ပေးရတဲ့အခါမှာ Sasuke က Sakura ရဲ့ jacket နဲ့ swap လုပ်နိုင်ခဲ့တယ်ဟုတ်တယ်မလားဒါကဘာကိုပြချင်လဲဆိုရင်တော့ swap လုပ်ဖို့အတွက်ကိုဘယ်လိုပြောရမလဲ object လို့လဲဆိုတော့ပေါ့ jacket ရှိလို့ swap ဖြစ်တာ jacket မရှိရင်မဖြစ်နိုင်အဲ့ဒါကို dimensional infinity ဖြစ်လို့ဆိုပြီးတော့မ swap နိုင်တာလို့ဆိုပြီးတော့ပြောလို့မရအောင်အဲ့တော့ Boruto ထဲမှာ Sasuke သုံးနေတာလုံးဝ different technique ဖြစ်သွားပြီ object swap တာမဟုတ်တော့ portal တွေ dimension တွေ connection တွေပုံစံဖြစ်တာဒါပေမဲ့ portal သုံးနိုင်နေဆိုတာနဲ့ပဲ infinity traveling ability မဖြစ်သွားဘူး okay ပြီးတော့ power scaling မှာအရေးကြီးဆုံးကဘာလဲဆိုရင်တော့ point အခုမှစ universal level ဆိုတာဘာလဲဆိုရင် dimension တွေကိုတွားနိုင်နေဆိုတာနဲ့မလုံလောက်တော့ universal level ဖြစ်ဖို့ဆိုရင် 3D scale ပေါ်မှာ infinity amount of energy ကိုလိုတယ်အဲ့ဒါလိုတာပေါ့အဲ့ဒါမရှိမရအောင် basically အပြင်ပေါ့အခုက Kagura ကိုကြည့်ပေါ့ Chakra limit ရှိ तू ကချတာကြာလာရင်အားလျော့လာသူ dimension ရဲ့ဝင်တော့ तू မခံနိုင်ဘူး तू air pressure ကိုတော့မှ तू ပြိနေတာ तू seal ခံဒါတွေက energy finite ဆိုတော့ပြတယ် Sasuke ကလည်းအတူတူ Chakra limit ဆိုတာရှိတယ် teleport လုပ်ရင်တော့မှလူနည်းငယ်ပဲခေါ်နိုင်တယ် သူကိုယ်တိုင် panel ထဲမှာ limited number လို့ပြောတာအဲ့စာကြောင့်ကြည့်လိုက်ပါ infinity ဆိုတာကြီးနဲ့ကိုက်နေတာမကိုက်နေ so Sasuke ကလည်း
universal level မရောက်လို့ခါကူရာကလည်း universal level မရောက်နေဘူးသူ dimension တွေကလည်း infinity ဖြစ်နေတာဆိုရင်မဖြစ်နေဘူး logic ကြပြောရရင် energy တွေကလည်းသူ့စီမှာအကန့်အသတ်ရှိသလို ability တွေကလည်းအကန့်အသတ်ရှိ teleportation ကလည်းအကန့်အသတ်ရှိနေဒါကြောင့်မလို့ခါကူရာ dimension ကိုတွားနိုင်တယ်ဆိုတာ hacks တွေဘာတွေညာကြီးအကြောင်းဆိုအဲ့ဒါတွေက infinity power တွေ universal scale တွေဆိုတဲ့ဟာမဖြစ်သွားဘူးအဲ့တော့ Sasuke ကလေးစားရင်းနဲ့ခါကူရာကလေးစားတွေကိုပြောချင်တာသူတို့တုံးတဲ့ဒီ amino tenshicara က vision limited ability ဖြစ်တယ်ဆိုတာနဲ့ပဲ infinity dimension မဖြစ်သွားခါကူရာရဲ့ dimension ရ infinity energy ဆိုတာကြီးလည်းမဖြစ်သွားဘူး universal level ဆိုတော့မပြဘူးအော် तू ကအခုတက်ပို့ပြီးတော့အရင်တက်တောင်မှ Sasuke ရဲ့သူ့ချကာရာကိုပို့သုံးနိုင်လာပြီသူဒီ jutsu ကိုပိုကျွမ်းလာပြီဆိုရင်တော့မှသူကိုယ်တိုင်ပြောပြီးသားပါဒါကို तू သုံးတိုင်းမှာဘယ်လိုပြောရမလဲသူ့ရဲ့ချကာရာတော်တော်များများကုန်တယ်ဆိုတဲ့ statement အရှိပြီးသားပါပြီးတော့ဒီအချက်ကတော်တော်လေးကိုအရေးကြီးတဲ့အချက်ပေါ့ခါကူရာကိုကြည့်ကြည့်လိုက်ပေါ့ तू က तू မ dimension ကြီးချားအောင်တော့မှ तू ကသွားဖို့အတွက်ကိုချကာရာတော်တော်များများကိုသုံးရတယ်ဆိုတာအဲ့တော့canon တွဲမှာဒါမြင်တာရတော့เนาะအဲ့တော့ portal ဖွင့်လိုက်တိုင်း dimension shift လုပ်လိုက်တိုင်းမှာ तू ကသူ့ chakra တွေကိုတော်တော်အသုံးပြုရတယ်လို့ပြောတာဒါကသူ့ကို weak နေလို့ပြောနေရမှာမဟုတ်ဘူးသူ့ကိုအားနေတယ် तू က fold တာလို့ပြောနေရမှာဒါက literally ခါကူရာဖြစ်နေတဲ့ဟာကိုပြတာเนาะဒါပေမဲ့တည်တည်ကြကြ logic စဉ်းစားကြည့်လိုက်ဒီမှာပြဿနာဖြစ်တာ dimension တစ်ခုကို create လုပ်တယ်ဆိုတာ dimension တစ်ခုကို travel လုပ်တယ်ဆိုတာတစ်ထက်ဘယ်လိုပြောရမလဲ energy တွေကအများကြီးပိုကုန်တယ် chakra တွေကပိုကုန်နေရเนาะဒါက logical အရာเนาะဒါ series တွေမှာပြထားတဲ့အရာမန်ဂါတိုင်းမှာပြထားရဆိုအဲ့လိုပဲအခုခါကူရာ dimension တွေဂျာသွားဖို့တော့အနိုင်ချာကာရာတွေကကုန်နေရတာဒီ dimension တွေကို तू က creator ဆိုရင်ဒီထက်ပိုပြီးတော့ကုန်နေမှာလေ dimension တွေဂျာထဲမှာ travel လုပ်ဖို့အတွက်တော့မှတစ်လည်နေရ तू က dimension ကိုဘယ်လိုလုပ် create မှာလဲဥပမာနဲ့ရိုးရှင်းပြောရရင်တကားတစ်ချက်ကိုဖွင့်ဖို့အတွက်တော့မှအားကုန်နေရတဲ့ तू ကအိမ်တစ်လုံးလုံးကိုစောက်ထားတယ်ဆိုပြီးတော့ပြောလိုက်တာနဲ့တူးနေအဲ့လိုဖြစ်နေမှာမဟုတ်ဘူးလားအဲ့ပြောရရင် तू က dimensional တွေဂျာမှာအဲ့လိုမျိုး travel လာတော့မှ chakra လောက်ကုန်နေသူတဲ့ dimension တွေကို तू create တယ်ဆိုရင် तू ဒီထက်ပို့ပြီးတော့ကုန်မှာပဲလीဟုတ်ဘူးလားဒါ series ထဲမှာ manga ထဲမှာပြတာဆိုအဲ့တော့ဒီလို delay နေတဲ့ तू က logic ကြီးကကြည့်မယ်ဆိုခါကူရာက तू dimension တွေကို create ထားတာမဟုတ်ဘူးဆိုတာဒါအတိအကျကြီးပဲအဲ့တော့ constellation ရဆိုရင်ခါကူရာ dimension တွေကို create ထားတာမဟုတ် तू က already existing ရှိပြီးသားငကိုရှိပြီးသားဖြစ်ပါတယ်ဆိုတော့ဒီ dimension တွေကို तू ရဲ့ chakra ကိုတုံးပြီးတော့ access ဖြစ်နေတာအဲ့ဒါ connect ဖြစ်နေတာအဲ့ကြားထဲမှာ तू က move between လုပ်နေဒါခါကူရာကို downplay လုပ်တာမဟုတ်နော်ဘယ်လိုပြောရမလဲ series တွေကဟာရဆိုရင်ဒီလိုကြီးပဲပြတာအဲ့ဒီလိုပဲကျွန်တော်သတ်မှတ်ရတော့အဲ့တော့ကျင်းုံပြောရရင် dimension ကြီးကြားမှာတွားဖို့တော့မှ chakra ကြီးကျယ်ကုန်တဲ့ character တကောင် dimension တွေကို create တယ်လို့ပြောတာ logic မကြောက်အဲ့တော့ဒါတွေအကုန်လုံးကအမားတွေကြီးပဲနာတိုကလေးစားကြီးပြောနေကြဟာကြီးကဒီတူတူမြမြဒီ scan ကိုခါကူရာ wall ဒီ dimension တွေကို create တယ်ဆိုပြီးတော့တက်တည်ပြဆိုပြီးတော့သုံးကြဒါပေမဲ့တကယ်တော့အဲ့ဒါ translate တာမှားနေတာ Japanese original အရာဆိုရင်မမှန်ကန်တာကိုပြန်ထားကြောင်းပြောတာရပေါ့အဓိပ္ပာယ်လွယ်တာကြောင့်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာဒီ scan ကိုဆက်ကြည့်လိုက်ပါသူက dimension တွေကြားမှာတွားလာနိုင်နေဆိုတဲ့အကြောင်းရှင်းပြတယ် portal ဖွင့်တယ်shift လုပ်တယ် move between dimension လုပ်နေဆိုတာကြီးပါတယ်ဒီ content ဒီစကားလုံးတွေအကုန်ကြားမှာပေါ့ dimension ကို create တဲ့ wall တစ်ကိုဖန်တီးရဆိုတာ exploitation တကြောင်မှမပေါ့ဒါပေမဲ့ title ကိုလိုသူလိုပြန်ထားတာတို့တွေက okay creating them as she please ဆိုတဲ့ meaning ကြီးထည့်လိုက်တာကြောင့်လူတွေက context ကိုမကြည့်တော့ဘဲနဲ့ creation fee ဆိုပြီးတော့စောက်လွဲသုံးသွားကြတာအဓိကပြဿနာအဲ့မှာစတာ title တကြောင်ကိုဘယ်လိုပြောရမလဲ mistranslation လုပ်ပြီးတော့ body text ကပြောနေတာနဲ့လုံးဝမကိုက်ညီ dimensional traveling ကို dimensional creation ဆိုပြီးပြောင်းသုံးလိုက်တာ translation error ကလည်းတက်နောက်တော့ glazer လေးတွေကလည်းအကြိုက်ဖြစ်ပြီးတော့အဲ့မှာ share တွေကိုဝန့်ချအဲ့လိုစောက်ပြဿနာဖြစ်တာပေါ့အဲ့တော့ရှင်းလေးပါပဲခါကူရာသူ့ရဲ့ dimension တွေကိုသူ create မထားအောင်ဆိုတာအဲ့နောက်တစ်ခုဆက်ပြောမယ်နောက်တစ်ခုကတော့ true seeking ops တွေကဘယ်လိုပြောရမလဲသိရမလား existent erase တယ်ဆိုပြီးတော့ပြောကြတဲ့သူတွေအတွက် existent erase တယ်ဆိုတဲ့ဟာနောက်တော့ထဲမှာပြထားရရင်လည်းဆိုပြီးလုံးဝမကိုက် true seeking ops ရဲ့base အခြေခံလောက်ဆောင်ချက်တွေအကုန်လုံးပြောရရင် existent ကိုဖျက်ပစ်တာမဟုတ်ဘူး ninjutsu နဲ့ chakra တွေကို तू က nullify လုပ်ပစ်တာ five nature transformation နဲ့ yin yang release ကိုပေါင်းထားတဲ့ jutsu တွေကို तू ကဖျက်နိုင် matter တွေကို death အဖြစ်ခွဲဖျက်ဒါပေမဲ့ death release လို့ပဲဘယ်လိုပြောရမလဲသိရမလားကျွန်တော်သိအောင်ပြောတော့အရာတစ်ခုကိုအစကနေပြီးတော့အဆုံးထိမရှိအောင်ဖျက်ပစ်လိုက်တာမဟုတ်ဘူးအဲ့တော့ soul ကို erase တာလည်းဟုတ်မလဲ true seeking ops တွေကိုဘယ်လိုပြောရမလဲ soul ကိုအပြီးပိုင်း erase လုပ်နိုင်တဲ့ ability ဖြစ်တယ်တော့ပြောလို့မရဘူး ito tensei လိုမျိုးဘယ်လိုပြောရမလဲ jutsu တွေကို negate လိုက်တာ soul ကို erase လိုက်တာမဟုတ်ဘူး soul ကို physical wall နဲ့ချိန်ထားတဲ့ ninjutsu ဘယ်လိုပြောရမလဲကိုဖျက်လိုက်တဲ့ပုံစံလိုမျိုးအဲ့ဒါဘယ်လိုပြောရမလဲ remaining ကပြတ်သွားဒါပေမဲ့ soul ကို reality ကနေဖယ်ရှားပလိုက်တာမဟုတ်ဘူး existent erase တယ်ဆိုတော့သဘောတရား concept ကဒီလိုဖြစ်နေရမှာမဟုတ်နေဘူးပြီးတော့အဲ့ဒါကို durability bypass ဖြစ်တယ်ဆိုလို့ဆိုပြီးတော့လေ existent erase တယ်ဆိုတဲ့အဓိပ္ပာယ်မရောက်သွားအောင် true seeking ops တွေက atom level ထက်ဘယ်လိုပြောရမလဲမြင့်တဲ့ chakra တွေ molecular ဘယ်လိုပြောရမလဲ integration တွေကိုပါတိုက်နိုင်လို့ဆိုပြီးတော့ဒါတွေကို existent erase တယ် reality တွေကဖျက်ပစ်လိုက်တယ်ဆိုပြီးတော့ပြောလို့မရအောင် higher level attack ဆိုတာနဲ့ပဲ existent erase တယ်ဆိုတော့မဖြစ်သွားဘူး canon ထဲမှာပြောထားတာတွေကိုကြည့်ကြည့်လိုက်ဒီကန့်သက်ချက်တွေကပို့ပြီးတော့ရှင်း
နောက်တော့ true seeking ops နဲ့ထိမိတဲ့အချိန်မှာသူ့ခန္ဓာကိုယ်က reality ကနေပျောက်သွားမှာမရှိဘူးဒါတွေက six pack power ပါနေလို့ခံနိုင်တာကဘယ်လိုပြောအောင်မလဲရှင်းရှင်းလေးပဲ true seeking ops က absolute ဘယ်လိုပြောအောင်မလဲဒီ existent erase တယ်ဆိုတော့ဖြစ်နေတာမဟုတ်ဘူးပြနေတာမဟုတ်ဘူးပေါ့နောက်ဆုံးအရေးကြီးဆုံးအချက်ကဘာလဲဆိုရင်တော့ natural energy sage မဟုတ်ဘူးစမ်းချစ်စုသုံးနိုင်တဲ့သူတွေကတော့ true seeking ops ကိုထိန်းနိုင်တယ်ပြန်ပြီးကောင်းတာတကယ်လို့ true seeking ops ကတကယ် existent array ဆိုရင်ကောင်တာတဲ့ဟာမရှိဘူးလေကောင်တာမဲ့ဟာဘယ်လိုရှိတော့မှာတော့တခါတည်းသူတို့ရဲ့ဖြစ်တည်မှုသူဆိုတဲ့ဟာရဲ့ဖြစ်တည်မှုတခါတည်း reality ကနေတခါတည်းဖျောက်ပစ်လိုက်ရမှာလုံးဝသူနဲ့ပတ်သက်တာဘာမှမရှိတော့သူဆိုတဲ့ concept ကြီးကိုယ်တိုင်ပျောက်သွားမှာအဲ့လိုဖြစ်သွားမှာလေဒါပေမဲ့အခုဟာကျတော့ပြန်ပြီးကောင်တာမဲ့ဟာရှိနေပြီ existent array တဲ့ဆိုတဲ့ဟာအဲ့လိုဖြစ်နေ natural energy နဲ့တိုက်နိုင်နေဆိုကြတဲ့ true seeking ops က chakra based phenomenon ဖြစ်နေပြီကျင်းတို့ပြောရရင် true seeking ops တွေက ninjutsu တွေကို nullification လုပ်နိုင်ဘယ်လိုပြောရမလဲတော်တော်မြင့်တဲ့ high level attack တွေကိုသူကလုပ်နိုင်တာအဲ့ဒါနဲ့ပဲသူက soul ကို erase တာမဖြစ်သွားဘူး existent ကို erase တာမဖြစ်သွားဘူးအဲ့သဘောတရားနဲ့မတူနေဘူးကဲအဲ့ဆိုရင် Google ကိုသွားပြီးတော့ definition of war ဆိုတော့တွားရှာကြည့်ရအောင် well UK ကပြောတာအရာဆိုရင်တော့ war က universe မဖြစ်နေဘူးဆိုပြီးပြောတာဒါပေမဲ့ Oxford Dictionary ကိုသုံးမယ်ဆိုရင်တော့ Google က source တွေอ่ะပေါ့နော် US Dictionary က UK နဲ့မတူဘူးဆိုပြီးတော့ပြောတာ UK ကပြောတယ် war က universe မဟုတ်ဘူးမဖြစ်နိုင်ဘူးbut US ကတော့ပြောတယ် war က material universe ဒါမှမဟုတ်ရင်လည်းငါတို့ရဲ့ဘယ်လိုပြောရမလဲရှိသမျှဖြစ်တည်မှုတွေအကုန်လုံးပေါ့အဲ့ဆိုရင်ခဏတော့တွေးကြည့်ဖို့တည်ချာချာလေးအောင်အောင်ကဘာကြီးကဒါ universe ဖြစ်နေရဆိုရင် planetary level တရားရှိရဲ့ character တွေအကုန်လုံးက universe level ဖြစ်သွားမှာနော်စဉ်းစားကြည့်ပေါ့အဲ့ logic နဲ့ဆိုရင်ကဘာကိုဖျက်ဆီးနိုင်တယ်လို့ပြောတဲ့သူတွေမှန်သမျှအကုန်လုံးက universal level ဖြစ်နေပြီအဲ့တော့ Iron Man ကလည်း universal level ဖြစ်နေပြီဒါလို့ဆိုတော့ planet ထိကျော်လို့ Silver Surfer ကလည်း universal level ဖြစ်နေပြီဒါတော့ live version သူ့ကိုကျွန်တော်တို့ large planet ထိမကဘူး Silver Surfer ကို scale လို့ရတယ် DCU အသစ်ထွက်တဲ့ Superman ကိုတော့မှကျွန်တော်တို့ planet ထိရအောင် scale လို့ရတယ်ကျွန်တော်ကိုယ်တိုင်လည်း scale နဲ့တင်တာသူ logic နဲ့ဆိုရင်အဲ့လို logic နဲ့ဆိုကဘာကြီးက universe ဆိုတဲ့ logic နဲ့ဆိုရင် planetary တိုက်ရမှာရှိတဲ့ character တွေအကုန်လုံးကတခါတည်းကို universal level တွေတန်းပြီး upscale ဖြစ်သွားဆို logic ကမရဘူးလေရှင်းရှင်းလေးပဲပေါ့အဲ့ဒါဆိုတော့ရည်ကျင်တာပေါ့ဘယ်လိုကောရည်ရပါ I mean like ဒီမှာတွေ့လား Ultron ကဘယ်လိုပြောရမလဲတခါတည်းဟိုဒီ galaxy ကိုကြိုက်စားပြတာအဲ့ဒါကိုကျွန်တော် galaxy feet ထက် scale ရရနော်အဲ့ဒါ yeah အဲ့လိုမျိုး feet မျိုးက Autosky မှာရှိလားမရှိဘူးသူတို့တွေကတာ universal level ဖြစ်နေမယ်ဆိုရင်ဘာဖြစ်လို့ planet to planet လိုက်ပြီးတော့ energy ကိုလိုက်စုံနေဦးမှာလဲဟမ်ရှင်းရှင်းလေးပဲလေသူတို့တွေကတာ uni level ဘယ်လိုပြောရမလဲတရားရောက်နေဆိုဘာဖြစ်လို့ uni ကိုမ create လိုက်တာမဟုတ်ရင်လည်းတာမဲ့ uni တစ်ခုလုံးဘာဖြစ်လို့မဖြတ်ပစ်လိုက်တာလဲ uni တစ်ခုလုံးက energy အကုန်လုံးကိုဘာဖြစ်လို့တစ်ခါရဲနဲ့မဆုပ်ပြစ်လိုက်တာလဲဘာဖြစ်လို့ planet to planet energy တွေ life force တွေကိုလိုက်ဆုပ်ပြီးတော့ဘာဖြစ်လို့လိုက်ပြီးတော့အပင်တွေကိုစိုက်နေရရှင်းရှင်းလေးပဲလေ uni မဟုတ်နေလို့ all english word ကပြောထားအရာဆိုရင် wall ဆိုတဲ့အဓိပ္ပာယ်ကိုကြည့်လိုက်ကြအောင်အဲ့ဒါကဘယ်လိုပြောရမလဲ germanic compound ကနေလာတာအဓိပ္ပာယ်အရာဆိုရင်ဆိုလိုတာဘာလဲဆိုတော့ age of man ပေါ့အဲ့ကတော့ဆိုရင် creator တွေဟာအကုန်လုံးက man နေစီရပဲ part of the wall ပေါ့အဲ့ဒါတွေကကဲအခု universe ဆိုတဲ့ဟာကြီးကျွန်တော်ကြည့်လိုက်ကြအောင်တကယ် universe ကိုပြောနေတာအဲ့တော့ wall equal art ဖြစ်နေတဲ့အချိန်မှာ universe ကတော့ universe ပဲ art တွေ space တွေတခြားငါတို့မသိရတဲ့အရာတွေအကုန်လုံးဘာလို့ဆိုငါတို့တွေကတကယ် original english word တွေကိုပြန်ကြည့်ရမယ်ဆို wall က wall ပဲအဲ့ wall ဆိုတာကြီးက universe အကြောင်းတွေပြောနေရတယ်မဟုတ်ဘူး planet အကြောင်းတွေ space အကြောင်းတွေပြောနေရတယ်မဟုတ်ဘူး UK Oxford Dictionary မှာပြောတာအရဆိုရင်လည်း it can only mean wall ဆိုပြီးတော့တခြားအရာပြန်ကြည့်ရင် universe or ဘယ်လိုပြောရမလဲ uchu ပေါ့အဲ့ဒါ Japanese word ဖြစ်တဲ့ universe ဆိုတဲ့ဟာအတွက်အမှန်ဆုံးပေါ့ဒါပေမဲ့အဲ့ဒါကိုမင်းတို့ရဲ့ PPG Naruto တို့ Boruto ထဲမှာတခါမှမရေးတော့ novel data book တွေထဲမှာလည်းတခါမှ mention မရေးတော့အဲ့ Naruto verse ထဲမှာဆိုရင် Otsutsuki တွေကဂျိုးသားတွေဆိုပြီးတော့ပြောထားပြီးသားအဲ့ဂျိုးသားတွေကပဲကဘာပေါ်လာတယ်လူသားတွေ man နေနေတဲ့ကဘာပေါ် yeah ဒီ Shinobi War ပေါ်မှာဖြစ်နေတဲ့ဟာတွေပေါ့ဒါတွေကတော့လူတွေကလူသားတွေ but Otsutsuki တွေကတော့ဂျူသားအဲ့ပြောရင်ကဘာဆိုတာလူသားတွေနဲ့သက်ဆိုင်တယ်အဲ့ကဘာပေါ်မှာဖြစ်နေတဲ့ဟာတွေကလည်း universe တွေမဟုတ်ဘူးအဲ့ကဘာကြီးကလည်း universe ဟုတ်မနေလူသားတွေကဘာ planet ကိုမှမ create ထားဘာ solar system မှလည်းမလုပ်တော့ဘူးသူတို့နာတိုထဲမှာပေါ့အဲ့တော့သူတို့ create တိုင်းတော့ပလော့ကပြောင်းသွားနိုင်ပြီမဲ့အခုကတော့အဲ့လိုဖြစ်မနေဘူးလေအဲ့တော့ universe ကတော့ universe ပဲဘောကဘောပဲတိတိကျကျကွဲကြပြီလို့ထင်ပါတယ်အဲ့ဒါဆိုရင်နောက်တစ်ခုဆက်သွားမယ် universal scale လုပ်မယ်ဆိုရင်လည်းအဲ့ဒါကို scaling ကိုလိုက်လုပ်ရမယ့်ဟာတွေရရှိအဲ့ဟာတွေနဲ့ context ကလိုက်လားမလိုက်လားဆိုတာတွေရရှိတယ် universe လို့ခေါ်မယ်ဆိုရင်ဘယ်လိုပြောရမလဲ space time တိကျရုံနဲ့မထုံတော့ဘူးဒီ universe pocket universe တွေပိုင်းညာတွေမှာပြောရပါ size ဆိုတဲ့ဟာကိုတက်တည်ပြရမယ်ဆိုတဲ့ stance ပထမဆုံးတစ်ခုပြောရရင်တခုခု time and space barrier ကြောင့်မလို့တခြား world က completely separated ဖြစ်နေတယ်လို့ပြောတာအဲ့ညမှာသူတို့ရဲ့ကိုယ်ပိုင် space time ရှိနေဆိုတာတော့မှန်တယ်ဒါပေမဲ့ space time ရှိရဆိုတဲ့ universe လို့မဖြစ်သွားဘူးချက်ချင်းခေါ်လို့မရဘာဖြစ်လဲ universe လို့ခေါ်ဖို့အတွက် size
proof လို့တယ်ဥပမာ countless galaxy ရှိရလို့ statement ဖြစ်တာဖြစ်ဖြစ် panel ဒါမှမဟုတ်ရင် law မှာဘယ်လိုပြောမလဲ reasonable in size လို့ပြောထားရင်တော့ဒါ universe လို့ခေါ်လို့ရမယ်လीဒါပေမဲ့ starry sky တွေရှိတယ်ကောင်းကင်မှာ cherry မြင်နေရတယ်ဆိုတဲ့ statement အနေနဲ့ရောလုံလောက်လားဆိုရင် no မလုံလောက်ဘူးဒါပေမဲ့လို့ universe တော့မဖြစ်သေးဘူး galaxy တစ်လုံးနှလုံးရှိရဆိုရင်တော့မှဒါ universe claim အတွက်မရသေးဘူးထပ်ပြီးတော့ context တွေလိုသေးတယ်ဘယ်လိုပြောရမလဲ size proof နဲ့ appearance ကလည်းအရေးကြီးတယ်နောက်တစ်ချက်အရေးကြီးတာဘာလဲဆိုရင် Stanford University ရဲ့ concept တစ်ခုဥပမာယူတာသူတို့က space time quantum တစ်ခုတည်းက point of existence လို့သတ်မှတ်ဒီကဘာလို့ဆိုလိုတာလဲဆိုရင် quantum တစ်ခုတည်းအတွင်းမှာ space time အများကြီးရှိနိုင်တယ်ဒါပေမဲ့အားလုံးက universe size မဖြစ်မနေဘူးဆိုတော့ပြောချင်တာပါ space time တီးခြားထားတယ် dimension တွေတီးခြားဖြစ်တယ်ဆိုတာနဲ့ပဲ universal scale သွားပြီးလုပ်လို့မရအောင်ဆုံးသက်ပြောရရင်တော့ဒီယာရဲ့အဓိက point ကဘာလဲဆိုရင် universal scale ကို pocket dimension တွေကိုတွားပြီးတော့အဲ့လိုလုပ်မယ်ဆိုရင် size proof ကလိုရတယ် space time separated တစ်ခုလောက်နဲ့မရဘူး starry sky တွေ galaxy dimension တွေတောင်းနေတယ်မရဘူး pocket ဘယ်လိုပြောရမလဲကျွန်တော်တို့ဒီလိုမျိုး dimension တွေကို scale မယ်ဆို subspace တွေ dimension တွေက universal မဖြစ်နိုင်ဘူးပြောတာเนาะအဲ့လိုဖြစ်ဖို့ဆိုရင် proof များများလိုတယ်အဲ့တော့proof တွေကအခါကူရ dimension pocket size နဲ့ပတ်သက်ပြီးရှိတာဆိုရင်မရှိဘူးလုံဆုံးရမှ solar system level လောက်ပေါ့အဲ့တော့ပဲရမှာအဲ့တော့သူ့ရဲ့ size ကိုပါအတိအကျပြရမယ်ပြီးတော့ kanji ရဆိုရင် space time quantum က GQ ဆက်ခိုက်ပေါ့ basically ပြောရရင်အဲ့တော့ Naruto Boruto Fast ထဲမှာလုံးဝမသုံးတော့ source တွေရဆိုရင် Kagura dimension တွေပဲ GQ တွေပဲရှိတာဆက်ခိုက်မရှိဘူးပြောရရင် universe တွေက planet ဖြစ်ဘာဖြစ်တွေကသူတို့ရဲ့ကိုယ်ပိုင် space time quantum အဲ့ Kagura ရဲ့ dimension ကလည်း space time quantum ရှိရဆိုရင်အဲ့ဒါ universal level ဖြစ်သွားအောင်ရှိရဆိုရင်တော့အဲ့မှာပြောချင်တာ Kagura ရဲ့ dimension တွေကို universal level အထိသွားပြီးတော့ scale လို့မရဘူးဆိုတော့ကျွန်တော်တခါလေးပြချင်တာကိုကျွန်တော်ပြလိုက်တာပေါ့နောက်တော့ law ထဲမှာ space time ကိုခေါ်တဲ့ Japanese team ကတည်ရမလား GQ ပဲရှိရစက်ခိုင်းကြတော့ရှိမနေဘူးအဲ့ကျွန်တော်ပြောချင်တာနားလည်ပြီ GQ ဆိုတာ space time quantum အတွင်းက point မဟုတ်ရင် region တခုပြောတာ independent universe တခုလုံးအလိုလျောက်ဆိုလိုတာမဟုတ် quantum ဆိုတဲ့အရာတိုင်းကအစမပြတ်တဲ့ framework တခုဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့အတွင်းမှာရှိရ space time အမျိုးမျိုးကိုကျွန်တော် concept လုပ်နိုင်ပြီးတော့ object တခုချင်းစီ planet တစ်လုံးချင်းစီကကိုယ်ပိုင် space time continuity တခုစီရှိတယ်ဒါပေမဲ့အဲ့ဒါတွေ universe တွေလို့မခေါ်နိုင်ဘူး Kagura ရဲ့ dimension တွေကိုလည်းတွားပြီးတော့ universe တွေဆိုပြီးတော့ပြောလို့မရဘူးလေ manga data book တွေ novel ထဲမှာလည်း GQ ဆက်ကိုက်ဆိုတဲ့ watering ကိုမသုံးတော့ Kagura dimension တွေကို independent universe လို့မျိုး accept လုပ်တာ burden of proof မပြည့်သေးတဲ့ claim ကိုထပ်ပြီးတော့ပြောနေလို့ပဲသူတို့ same space time quantum အတွင်းမှာရှိတဲ့ pocket space ဒါမှမဟုတ် set dimension တွေဖြစ်ပြောတာပို့ပြီးတော့အဆင်ပြေမယ် so ဒါတွေကလည်းကျွန်တော်ထပ်ပြီးတော့ဒီဘက်လိုက်ပါပြီပေါ့ Kagura ရဲ့ dimension တွေက universe မဟုတ်ဘူးဆိုတော့အဓိကပြောချင်တာ space time ဆိုတာကိုယ်တိုင်ကွေးနေရဆိုတဲ့အချက်ပဲဒါပေမဲ့ဒီညမှာပြောတာက space time ဘယ်လောက်ကွေးနေရဆိုတော့ scale ပြတာမဟုတ်သူပြောတဲ့အရာ space time ရဲ့ curvature ကိုယ်တိုင်မဟုတ်ဘဲနဲ့အဲ space time ပေါ်မှာခြာထားတဲ့ coordinate system အကြောင်းဖြစ်ညပြင်ပြောရရင် space time ကိုယ်တိုင်ကဘယ်လိုပြောမလဲ curve ဖြစ်နေပြီမယ်ဒီ system ကဒီနေရာမှာဒီနေရာဘယ်မှာရှိတယ်ဆိုတော့တတ်မှတ်ဖို့တဲ့သုံးတဲ့ grid တစ်ခုဖြစ်ပြီးဒီ curvature scale ကိုပြောနေရမို့တိုင်းတာကိုပြောနေရမို့အဲ့ဒီ grid က map လို့ပဲတီနီအောင်ညွှန်ပြပေးနိုင်ပေမဲ့မြေပြင်ဘယ်လောက်မြင့်နေနေနေဆိုတော့မပြနိုင်တယ်လို့ပဲပေါ့ဒီတက်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာမိုမိုရှီကီနဲ့ခင်ရှီကီတို့က Naruto Boruto law ထဲမှာလူ concept တွေကိုတကယ်သုံးထားတာပေါ့သူတို့က space time ရဲ့ curvature အကြောင်းတိတိကျကျပြောပြီးတော့ Kagura dimension ရဲ့ coordinate ဆိုတော့ပေးတာဒီ coordinate ဆိုတာ Kagura dimension ဘယ်မှာရှိလဲဆိုတော့ပြ space time အသစ်တစ်ခုလို့ပြနေမှာမဟုတ်တိတ်ပဲ Kagura dimension ကအပြင်ထွက်ထားတာမဟုတ်ဘဲနဲ့ independent universe တစ်ခုမဟုတ်ဘဲနဲ့ same space time quantum အတွင်းတစ်ခုထဲမှာဆိုပြီးတော့သူတို့ကပြောချင်တာပေါ့ဒါကြောင့်မလို့ဒီဟာကိုပြန်ပြီးတော့ကြည့်မယ်ဆို space time က curve ဖြစ်နေဆိုတဲ့အချက်ကိုသုံးချပြီးတော့ဘယ်လိုပြောရမလဲ Kagura dimension ကို coordinate နဲ့ရှာနိုင်နေဆိုတော့ပြောတာအဲ့ dimension က space time quantum အတွင်းထဲမှာပဲရှိရဆိုတော့ပေါ့အဲ့အဓိပ္ပာယ်ကပို့ပြီးတော့ခိုင်ပါစေဒါ universe အသစ်တစ်ခုလို့သက်တည်ပြနေရမှာမဟုတ်ရဲ့နဲ့ location လို့သတ်မှတ်ပြနေတာပေါ့ location ကိုပြချင်တာပေါ့မသိနိုင်တဲ့ကဘာတစ်ခုမှာဖြစ်တည်းဖြစ်ဒီကဘာကို universe မဟုတ်ဘူး planet တစ်ခုလို့သာဖြစ်တယ်လို့ပြောတာဒီ planet ပေါ်မှာဘယ်လိုပြောရမလဲအသက်ဆုံးနေပြီးတော့ဘယ်လိုပြောရမလဲမီးဘူးနဲ့တောက်ပါနေတယ်နေရဘယ်လိုပြောရမလဲဒီ radiation တွေထုတ်နေပြီးတော့ဒီ radiation တွေကြောင့်မလို့ planet ရဲ့မျက်နှာပြင်က coppery အရောင်တောက်နေပြီးတော့ aurora လို့အရောင်စုံတွေတောက်ပါနေပျက်စီးနေ planet ရဲ့ level ဟိုမှာ metropolis ကြီးတစ်ခုရှိအဲ့မှာများစွာသောလူသိမှုရဖြစ်အဲ့ metropolis ရဲ့အလယ်မှာဘယ်လိုပြောရမလဲလူလင်ပြိုလေးတူကထိုင်နေသူက celestial roof ကိုဝတ်ထားတယ်အဲ့ဝတ်က desk မကြသေးဘူးအမိုက်ဒီပေါ်မှာသူကထိုင်ပြီးတော့စားကိုသူကစားနေပထမဆုံးမြင်တဲ့အချိန်မှာသူ့လူငယ်လေးလို့ထင်နိုင်ပေမဲ့သူ့ရဲ့အကြီးတန်းနဲ့ရုပ်သူ့ရဲ့အကြီးတန်းနဲ့ဘယ်လိုပြောရမလဲ expression တွေကြောင့်မလို့ appearance ကတော့မလှနေဘူးခေါင်းပေါ်မှာလည်း inward curve လောက်ထားတဲ့ဒီဂျိုးနှစ်ချောင်းကထွက်နေသူကလူသားမဟုတ်ဘူးဆိုတော့အဲ့ချက်နဲ့တိတာနောက်ဆုံးတစ်ချက်ကဘာလဲဆိုသူ့မျက်လုံးနှစ်ဖက်မှာလည်းဗျာကုကန်ရှိတယ်ဆိုပြီးတော့ပြောတာကဲ novel ထဲမှာရေးထားတာတော့အဲ့လိုပဲအဲ့တော့ဘာများညင်းကျင်သေးလဲ novel ထဲမှာဟိုကဒါတွေက planet တွေပေါ်မှာဖြစ်နေတယ်ဆိုတော့ဒါတွေကပြောချင်တာလေဒါတွေအကုန်လုံးက planet နဲ့
ဘယ်လိုပြောရမလဲ solar system ဒီမှာဖြစ် university တစ်ခုလုံးမှာဖြစ်ပြနေရမှာ universe အတွင်းတည်တည်ရဲ့အညာမှာဖြစ်နေ so yeah အရင်ပွဲမီနေနေအောင် November ဟိုကအဲအတိုင်းရေးထားတာကွာရှင်းပြီလားအဲ့တော့မင်းတို့ဘာရင်ညင်းကျင်သေးတယ်နောက်တစ်ခုရပြောရမယ်ဆိုဘာလဲဆိုအရင်ဆုံး 4D ဆိုတော့ရှင်းရမယ် 4D ဆိုတော့ physics ကဘာကိုဆိုလိုရလဲဆိုတော့ရှင်းရမယ်ပေါ့ကျွန်တော်နေထိုင်နေတဲ့ universe က space dimension 3ခုနဲ့ time dimension တစ်ခုပါဝင်တယ် space 3ခုဆိုတော့ကတော့ length weight နဲ့ height ပေါ့yeah time ကတော့အချိန်ပေါ့ဒါကြောင့် physics အရာဆိုရင်ကျွန်တော်တို့ရဲ့ universe ကို 4 dimensional structure လို့ခေါ်တယ်ဒါပေမဲ့ဒီနေရာမှာအရင်ကြီးအချက်တစ်ခုရှိအဲ့ဒီ 4D ဆိုတာ space time distribution အတွက်3နဲ့ turn ပြပြီးတော့ power scaling တိုက်ရိုက်ရတဲ့ဒန်းလူသုံး power scaling မှာ character တွေကို scale လုပ်တဲ့အခါမှာ spirit ရဲ့ဒီ dimension တွေကိုအဓိကသုံးလာတယ်အဲ့ဒါကြောင့်မို့ regular human တွေကို 3D being လို့ကျွန်တော်သတ်မှတ်တယ်ပေါ့ဘာလို့လဲဆိုရင်လူသားတွေရဲ့ 3D space ထဲမှာ physical body နဲ့နေထိုင်လှုပ်ရှားနေရလေအဲ့ကို transcend မလုပ်နိုင်ဘူး time အပေါ်ကနေမြင်တာထိန်းချုပ်နိုင်တာမျိုးကျွန်တော်တို့ model being တွေ human being တွေဘာရှိလို့လဲ time အတွင်းမှာရှိတာ time နဲ့ bound ထားတာခံရပြီးတော့အချိန်အတွင်းမှာရှိတာအချိန်တက်မြင့်နေတာအချိန်ရဲ့အပြင်မှာရောက်နေရတယ်မတူဘူးအဲ့တော့ hyperspace time ကိုတွားပြီးတော့ universal level ဆိုပြီးတွားလို့ရမရဘူးဘာဖြစ်လို့ဆိုတော့ cosmology ကို scale တဲ့ဒီဘယ်လိုပြောမလဲ vast ရဲ့ cosmology အပေါ်မှာမူတည်ပြီးတော့ context တွေအကုန်လုံးပြောင်းသွားမှာအဲ့တော့ hyperspace ဆိုတာ 3 dimension of space plus 1 dimension of time အဲ့ဒါ regular space plus time နဲ့အတူတူပဲလို့ပြောတယ်အဲ့လိုပြောမယ်ဆိုရင် logic အရာပြဿနာတစ်ခုတက်လာအဲ့ဒါ definition ကိုလက်ခံလိုက်ရင်လူသားတွေအကုန်လုံးက 3D space plus ဒီ10 time တည်းမှာနေထိုင်သူဖြစ်သွားမှာလူသားတိုင်းကို 4D being လို့ခေါ်သူဖြစ်သွားမှာအဲ့လိုမျိုးဆိုလူတိုင်းက multiversal level ဖြစ်သွားမှာဘယ်လိုပြောရမလဲလူတွေအကုန်လုံးက multi level ဖြစ်သွားမှာရှင်းပြီလားအော် real life ကဟာကိုပြောနေရမဟုတ်နော်သူတို့ vast တွေကဟာကိုပြောနေရနောက်တို့ vast တွေကမှဒါအဲ့လိုမျိုးဖြစ်သွားမှာလို့ကျွန်တော်ကပြောနေဒါကြောင့်မို့ power scaling မှာသုံးတဲ့တကယ် 4D definition က physics class တွေမှာသင်ရတဲ့ space time equal 4D ဆိုတဲ့ definition အရင်နဲ့မတူ power scaling မှာသုံးတဲ့ 4D ဆိုတာပို့ပြီးတော့ higher spatial dimension ကိုပြောတာအဲ့လိုမျိုးဆိုချင်တာသူတို့ကကျွန်တော်တို့ 3D dimension ကိုအောက်မှာ embed လုပ်ထားတဲ့ spatial dimension တခုရှိရမယ်ဥပမာနဲ့ပြောရမယ်ဆိုရင် box တစ်လုံးလိုပဲအဲ့ box က 4D space ဖြစ်ပြီးတော့ကျွန်တော်တို့ universe က box ရဲ့အောက်မှာထည့်ထားတဲ့ 3D structure လို့ဖြစ်နေတာအဲ့လို structure ဖြစ်နေမှာ 4D လို့ခေါ်လို့ရမှာတေချာကြည့်ကြည့်ပေါ့ဒီနေ့မှာပြောလိုက်တဲ့ hyperspace နောက်တစ် version မှာရှိတဲ့ hyperspace ဘယ်လိုပြောရမလဲဒီဘာသာပြန်ထားတဲ့ software ဘာသာပြန်ဟာအရာတခုဆိုရင်ဒီ Momoshiki ရဲ့ dimension ကိုသွားဖို့ဆိုရင် hyperspace တွေဘာညာတွေဆိုပြီးပြောတာလို့အဲ့ hyperspace ကိုပြန်ကြည့်ကြည့်လိုက်ပါအဲ့လိုမျိုးဟာမဖြစ်မနေဘူး hyperspace ကို low dimensional object တွေကလုံးဝ transcend လုပ်ထားတဲ့အတွက် higher dimension space လို့ဖော်ပြတာလူတွေကအဲ့နေရာမှာတာမန်အတိုင်းသွားနိုင်နေရှိနိုင်နေဒီတိုင်းသွားနေကြ physical ဘိုင်းဆိုင်ရာ interaction တွေဖြစ်နိုင်နေဆိုရင်ဒါက regular space time property နဲ့အတူတူပဲလေအဲ့လိုဆိုရင်အဲ့ဒီ hyperspace တွေက higher spatial ရဲ့ dimension တွေမဟုတ်တော့ same universe အတွင်းက another region တစ်ခုပဲ another space time set တစ်ခုတကယ်လို့ဘယ်လိုပြောရမလဲ fourth dimension တာဖြစ်မယ်ဆိုရင်ဘာလို့အဲ့လဲဆိုရင်တော့ဘယ်လိုပြောရမလဲ low dimensional being တွေကအဲ့ dimension မမြင်နိုင်အောင်မထိနိုင်အောင်မရောက်နိုင်အောင်ဖြစ်ရမှာအဲ့ dimension က 3D object တွေအပေါ်ကနေကြည့်နိုင်ရမှာ completely transcend ဖြစ်နေရမှာဒီ case မှာအဲ့လိုဖြစ်မယ် fourth spatial ရဲ့ dimension ရှိမနေဘူးအဲ့တော့ convolution အဲ့လိုချလို့ရတယ်easy ပဲပေါ့ပထမဆုံး Momoshiki ရဲ့ dimension ချောင်းနေစ Momoshiki ရဲ့ dimension ကိုကြည့်ကြည့်လိုက် regular human တွေ regular planet တွေနဲ့တူတယ်ဘယ်လိုပြောရမလဲ dimensional property တွေတူတယ်လို့ပြောလို့ရတယ်ဘာလို့ဆိုရင် planet တစ်လုံးဖြစ်ဖြစ်လူသားဖြစ်ဖြစ် universe ထဲက object အများစုကဘယ်လိုပြောရမလဲ 3 dimension of space plus 1 dimension of time အတွင်းမှာရှိနေကြတာMomoshiki dimension နဲ့မှလည်းပဲဒီအချက်ကမပြောင်းအချိန်လိုက်ဖြစ်ရတဲ့ဖြစ်နေတဲ့ space ထဲမှာသွားလာလှုပ်ရှားနေရတွေ့နေရ physical interaction တွေတွေ့နေရအဲ့ဒါတွေက regular space time ဘယ်လိုပြောင်းလဲ property ပဲလေဒုတိယအချက်ကအရေးကြီးတယ်ပေါ့ဒီ hyperspace ကိုအောက်မှာ universe တွေက embed လုပ်ထားတဲ့ higher dimensional box လုပ်ထားရလို့ဘယ်နေမှမပြောတော့ဒီ dimension ရဲ့ Naruto universe ကိုအပေါ်ကနေထိန်းချုပ်ထားတဲ့ Naruto verse ကို transcend ထားရလို့လည်းမရှိသေးဘူးဒါကြောင့်ဒီ hyperspace က higher dimensional construct မဟုတ်ဘူးအများဆုံးဆိုရင်တော့ Naruto verse အတွင်းမှာရှိရဲ့ another space another realm လောက်ပြောချင်တာ same plane of existence နဲ့မှာပဲရှိနေတာ nothing specialအခု Oxford Dictionary ကိုသုံးပြီးတော့ပြောမယ်ဆို Oxford အရာဆိုရင် hyperspace ဆိုတာ regular space time quantum နဲ့အတူတူ consist ဖြစ်နေတာကိုပြောတာပေါ့ yeah regular universe က 3 dimension of space 1 dimension of time ပါတယ် planet တွေကလည်းဒီတိုင်းပဲလူသားတွေကလည်းဒီတိုင်းပဲ object များစုကလည်းဒီ structure ထဲမှာပဲရှိဒါဆိုရင် hyperspace ကလည်းဒီ structure ထဲမှာပဲရှိရဆိုရင် dimensional hierarchy တွေကလည်းမြင့်တက်သွားမှာ physics definition ကိုသွားပြီးတော့ power scaling နဲ့ဓာတ်ရိုက်ဆွဲထည့်ပြီးသုံးတာ logic ကိုပြည့်စေဒီအချက်က novel description ပဲ novel မှာဖော်ပြထားတာဒီ university တစ်ခုလုံးဖော်ပြနေတာမဟုတ်အဲ့ဒါ planet တစ်လုံး world တစ်ခုအကြောင်းပြောနေ civilization အစစ်နှိမ့်တဲ့ကမ္ဘာတစ်လုံးအကြောင်းပြောနေဘယ်လိုကျမ်းပါလဲဆိုတော့ Momoshiki ကဘာဖြစ်တဲ့ညာဖြစ်တယ်လို့ပြောကြတယ်ဒါပေမဲ့သူထိုးချက်တွေကိုကိုလုံးဂါးတာအသေးနဲ့ကဂါရာကိုပြီးတော့သူပြန် over တိပြီမဲ့လို့ဂါရာအတိုင်းနဲ့တခုတည်းသူနဲ့ close ဖြစ်နေခဲ့တယ်တော်တော်ကြမ်းပါတယ်နောက်တော့ software ပြည့်ရတာကိုလည်းတော်တော်လေးကိုခံထားရတယ်
Yeah dimension creator ဆိုပြီးပြောမှာအဲ့ dimension quality ကိုပါမနေ့ကတီးပန်ပြီးသွားပြီမနေ့က video ပေါင်းမှာတော့ကြည့်လို့ရတယ် dimension creator တဲ့ကောင်ကြီးကနာတူ6ခါထည့်ပေးလိုက်တဲ့15နှစ်တောင်မပြည့်သေးတဲ့ဆောက်ကလေးနဲ့တွေ့တခါလဲစမုံတော့ထားပါလေနောက်တစ်ခုပြောရရင်သူ့အချိန်ရက်တာအဲ့တော့ဆိုရင်သူ့အချိန်ကိုရက်လိုက်တာ unilever ရောက်လာဆိုရင်တော့မရောက်ဘူးသူက time quantity ကြီးတစ်ခုလုံးရက်လိုက်တာမဟုတ်အဲ့ဒါအပြင်သူရက်နိုင်တဲ့ reach ကလည်းဘယ်လိုပြောရမလဲ uni ရောက်နေပြီမဲ့လို့သူက time stop ability ကတော့ uni ရောက်နေသူရက်တော့ဆို Sasuke ကသူ့ဘဲချိန်မှာဘယ်လိုအချိန်ရက်ခံလဲဆိုတော့သူသိသွားတယ်သူဒီထားမိတယ်တကယ်လား unilever သိရမလားလူမျိုးဖြစ်နေမှာမဟုတ်ဘူး Sasuke ကဘာမှမသိရမှာမဟုတ်ဘူးမင်းတဲ့ land နဲ့နေပြီးတော့ land ထိကြားရပါမယ်လို့မင်းအဲ့ဒီအတန်နဲ့ land တစ်ခုလုံးရင်တော့မင်းဖြတ်စည်းလို့မရဘူးလေအခုလည်းအဲ့လိုပဲ by the way time stop ability ကြီးကိုအရင်နဲ့ team ကြည့်နေတယ်ဘာဖြစ်လို့ဆို time stop ability ဆိုတာဂျပန်ကားတွေကမင်းတိုက်တော့တယ်သူတို့ time stop ဆိုရင် sorry တော်တော်မလုပ်တာအဲ့တော့သူတို့ time stop ကတော့မှမမိုရှိတက်တောင်ပူကောင်းသေးဘာဖြစ်လို့ဆိုမမိုရှိ time stop လုပ်တော့ဆို Sasuke ရဲ့တတိထားမိရပြီးတော့ team unit ဒါစနေရနော်တကယ် time stop တာဆိုရင်တကယ် unilever တာဆိုမိုရှိကီလုပ်တဲ့ဟာ Naruto နဲ့ Sasuke နဲ့ချတော့မှကျသူဘာဖြစ်လို့မတုံးခဲ့ရလဲသူတေးရှင်ဖြစ်နေတဲ့အချိန်မှာ तू တုံးရမှာလေဘာဖြစ်လို့မတုံးခဲ့လဲဘလို့ဟိုလိုတော့မပြောနဲ့နော်ဘယ်လိုပဲတုံးဘယ်လိုပဲမတုံးသူဟာ unilever မဖြစ်နေဘူးဘာဖြစ်လို့ဆိုတော့ Sasuke running gun ကလည်း unilever home နေလို့ unilever ability လည်းမရှိ time stop ကိုစန့်ဆိုင်တာလည်း unilever မဟုတ်တွေးကြည့်တဲ့ time ဆိုရ quantity တစ်ခုလုံးတော့မှ transcend တဲ့ကောင် time content ကရက်နေတာကိုဘယ်လိုသိမှာတော့ seeနားလည်ကြပြီလားမိုရှိကီလို့တယ်ဆိုတာတိတိလေးပြောရရင် time ကိုပဲသူကရက်ပလိုက်တာအချိန်တစ်ခုလုံးရက်ပလိုက်တာမဟုတ်အဲ့နေရာတော့ average တော့ကိုသူကအချိန်ရက်ပလိုက်တာ time flow တစ်ခုလုံး time quantity တစ်ခုလုံး time ဆိုတဲ့ concept ကြီးတစ်ခုလုံးသူရက်ပလိုက်တာမဟုတ်အဲ့တော့အဲ့ဒါ unilever ဟုတ်မနေဘူးပြီးတော့ဒီမှာရေးရတဲ့စာရဆိုရင် beyond the parallel dimension here construct ဆိုတဲ့စာကြောင်းလူအများစုကဘယ်လိုပြောမှာမိုရှိကီက parallel universe ကို create လုပ်ထားတဲ့ဘာညာထင်နေတာပေါ့ proof ပြတုံးကြတယ်ဒါပေမဲ့အဲ့ဒါအမှားကြီးဖြစ်နေတခြားစဉ်းစားကြည့် planet တွေရဲ့ chart ခေါ်တာဆိုတာ universe creation level နဲ့ရှင်ကြည့်လိုက်ရင်အလကားပဲအဲ့တော့သူက universal level မရောက်နေအဲ့ဒါအပြင်ဘယ်လိုပြောရမလဲချီကီကတန်မာလားဆိုရင်တော့တန်ပါတယ်ကျန်းလားဆိုရင်ကျန်းတယ်ဒါပေမဲ့ universal level ဖြစ်မနေဘူးတန်မာကျန်းတယ်ဆိုတာ universal level ဖြစ်နေရမှာဟုတ်အဲ့လက်ချင်မျိုးကျွန်တော်တို့တွားပြီးတော့တုံးလို့မရအောင်အဲ့ဒါအပြင် universal level scale ထားတဲ့သူကဘယ်လိုပြောရမလဲဒီ big Odama Racing Gun နဲ့ overpower ခံလိုက်ရတယ်အဲ့ဒါ universal level ကြီးကအဲ့ Racing Gun APU ကြည့်ရင် planet တောင်ရောက်မနေဘူးအဲ့ဒါနဲ့ပြန်ပြီးတော့ over လာကိုခံလိုက်ရတာyeah အဲ့ဒါ universal level ပေါ့အခု scan တွေကို context တိုင်းပြန်ကြည့်လိုက်ပထမ scan ပြောနေတာ Naruto ကဘူးတဲ့ parallel universe မှာဝင်ကင်မယ်ဆိုတဲ့အချက်ပဲဒီ scan မှာ Momoshiki က parallel dimension ကို create လုပ်ထားတယ်ဆိုတာပဲရှိတာ parallel universe ကို creation လုပ်ထားတယ်ဆိုတာဟာမရှိဘူးအဲ့ဒါ Momoshiki ရဲ့ဘယ်လိုပြောအောင်မလဲ home universe လေးဖြစ်ခြင်းဖြစ်နိုင်တယ် existent realm လေးဖြစ်ခြင်းဖြစ်နိုင်တယ် context ကဖန်တီးတယ်ဆိုတာ implication မရှိဘူး universe ကိုဖန်တီးရဆိုတဲ့ implication မရှိဘူး scan ကို creation proof universal level creation proof လို့သုံးမယ်ဆိုရင် context ကိုအတင်းဆွဲလွှဲသုံးတာဖြစ်ပါဒုတိယ scan တော့ဘာလဲဆို he was even draining the chakra from the beyond parallel dimension here construct ဆိုတဲ့စာကြောင့်ပြီးတော့ Momoshiki ရဲ့ဒီထဲမှာပြောသွားတာအရာဆိုသူ dimension ကို create တဲ့အကြောင်းဘာညာပဲပြောသွားသူ dimension ကလည်း universal level မဖြစ်မနေ universal level မဖြစ်နေဘူးဆိုတာကိုလည်းကျွန်တော်အခုနားတွေကဟိုးအပိုက်တင်မှာကလေးကကျွန်တော် proof တွေနဲ့ပြပြီးသားဒီနေ့ဖို့တော့လောက်ပဲအဲ့တော့ဒီနေ့မှာ depend တော့ဘာလဲဆိုရင် Momoshiki ကလည်း universal level မရောက်ဟာကိုတိုမိုကလည်း universal level မရောက်နေဘူးအဲ့ဒါအပြင်ကိုကျွန်တော်တို့ရဲ့ချစ်တော်ကြီးခါကူရာကလည်း universal level မရောက်အဲ့တော့၃ကောင်လုံးနဲ့ပတ်ပြီးတော့ Naruto inverse လုပ်နေမယ်ဆိုရင်၃ကောင်လုံးက uni မရောက်နေတဲ့အတွက် Naruto ကလည်းမရောက်ဘူးဒါ inverse scale အရာကျွန်တော်ပြန်ပြီးတော့ depend သွားတာပါအဲ့တော့ဒီနေ့ video တွေရတော့လောက်ပဲပေါ့